ဒီနေ့တွေပြောစားရှိပေါ့ဘာပြောစားရှိလို့ဆိုပေါ့ဒီနေ့2026 20ရက်အားလာပိုင်းမှာပေါ့နော်ပုတ်တော်ဦးနေ့မှာဒီနေ့လေးမှာကျမတို့ရဲဘော်ဘုံဘုံမျိုးတိုက်ပွဲမှာပေါ့နော်မြို့သိမ်းတိုက်ပွဲမှာကျမတို့ရဲဘော်လေးကြာသွားပေါ့နော်တကယ်ချင်းဆိုလည်းဟုတ်တယ်ပေါ့နော်ကျမတို့ဟိုးငယ်လေးတွေကချောင်းနေပဲဒီပေါ့နော်ဟိုဘုံမျိုးသိမ်းတိုက်ပွဲမှာတိုက်ပွဲကြာသွားပေါ့တကယ်စိတ်မကောင်းလည်းဖြစ်ရတယ်ကိုယ်အောင်ကြကြချင်းယုံပေါ့နော်တီးရတာပြောရဆက်တယ်လည်းပြရတော့ပေါ့တိုက်ပွဲမှာကြာပါပြီကျွန်တော်တို့ပြောရတယ်တကယ်ကျမတို့ခွတ်တယ်ပေါ့နော်ဒီနေ့လေးကဦးရည်လေးကပခုဖက်ပြီးကြီးတာရဲ့တကယ်ကြီးခုလိုတိုက်ပွဲကြောင်ကျွန်တော်ရည်တပတ်တကယ်မကောင်းဘူးလို့အခုဆိုတဆိုင်ရအောင်လည်းပြည်သားစုတွေကြောင်ကြပေးထားတယ်။ဘောကဒီနေ့မှကြာပါဘူးလို့ပြည်သားကြီးချားတယ်ကျွန်တော်လည်းမသိတထုံးတက်လိုက်ခင်လို့ကြာတာပြောချင်အလားဘူးတော့ကျွန်တော်ဒီဘက်မှာပဲပြတ်တယ်တော့တချို့ပါဘူးလို့ဟိုအထက်ပိုင်းစားတွေတော့ပို့တကယ်စိတ်မကောင်းဖြစ်နေတယ်ကျွန်တော်ကိုလည်းပဲစိတ်ပြတ်လို့ဒီလိုပဲကြာတော့ကျွန်တော်လည်းတကယ်ပထိုင်စားအရင်ကခံစားလို့တိုက်ပွဲအတွက်တက်ပေးသွားတဲ့သူတယောက်ချစ်တဲ့တိုင်းလည်းအရင်ကိုလိုပါတယ်ထိုင်ရပါကျွန်တော်ရည်မြန်မာတစ်စက်မှမကောက်ရဲခံစားရတယ်ကိုချင်းစားတယ်လို့ယုံကြည်ပါတယ်ဒီလိုအဖြစ်မျိုးနဲ့မကြုံရဘူးဆိုရင်